AI is making some students smarter. တချို့ကျောင်းသားလေးတွေကိုတော့ AI သုံးပြီးတော့ပို့ပြီးတော့တော်လာကြတယ် and others weaker. တချို့ကျောင်းသားတွေကြလဲ AI နဲ့သုံးရပြီးတော့ပို့ပြီးတော့အားနည်းလာကြတယ် And which side are you on? ကိုကဘယ်ဘက်ဘယ်လိုကျောင်းသားမျိုးလဲ The way you use AI can either sharpen your mind or drain it completely. ကို AI ကိုအသုံးပြုတဲ့ပုံစံကကိုယ့်ကိုပို့ပြီးတော့လေကိုယ့်ကိုပိုတော်တဲ့သူတစ်ယောက်ဖြစ်လာစေသလို and ကိုယ့်ရဲ့အရေးချင်းတွေ or ဒါမှမဟုတ် drain it completely ဆိုတာကိုယ့်ရဲ့အရေးချင်းတွေကိုတုံးသွားစေတဲ့ဟာမျိုးလည်းဖြစ်နိုင်တယ် If you are just copy and answer အကယ်၍ကိုကဒီတိုင်းအဖြေတွေပဲကူးနေတယ် you're not learning ဒီ AI ကိုသုံးပြီး learning လုပ်နေရမှာမဟုတ်ဘူးဆိုရင် you're letting AI think for you ကိုယ့်အုံနောက်ကိုမသုံးဘဲနဲ့ AI ကိုကိုယ့်အတွက်စဉ်းစားခိုင်းနေရပဲဖြစ်တဲ့အတွက်ကြောင့် and that's the problem ဒါကပြဿနာပဲ but AI isn't meant to replace your brain AI ဆိုတာကိုယ့်ရဲ့အုံနောက်ကိုအစားထိုးဖို့အတွက်ရည်ရွယ်တဲ့သဘောမျိုးမဟုတ်ဘူး it should be your mentor ကိုယ့်ကိုကူညီလမ်းပြပေးတဲ့သူ not your crutch ဆိုတာကျတော့ဂျိုင်းတောက်ပေါ့ ကိုကမှီခိုရမယ့်ဂျိုင်းတောက်မဟုတ်ဘူးပေါ့ Imagine having something that doesn't just give you answer so ကိုယ့်ကိုအဖြေပဲပေးတဲ့အရာလေးတတ်မဟုတ်ဘူး but guides your thinking ကိုယ့်ရဲ့အတွေးခေါ်တွေကိုလမ်းပြပေးတယ် and helps you solve problems faster ကိုယ့်မှာရှိတဲ့ပြဿနာတွေကိုပိုပြီးမြန်မြန်ဆန်ဆန်ဖြေရှင်းနိုင်အောင်ကူညီပေးတယ် and even teaches you new skills ဒီအရေးချင်းသစ်တွေကိုလေ့လာနိုင်ဖို့အတွက်သင်တန်းတွေပါသွားစရာမလိုဘဲနဲ့ကိုယ့်အိမ်ထဲမှာနေပြီးတော့သင်ယူနိုင်ဖို့အတွက်ကူညီပေးတယ် all without stepping outside your room ဆိုတော့ကိုယ့်အခန်းထဲနေအပြင်ထွက်စရာမလိုဘဲနဲ့ကိုသင်ယူလို့ရတာမျိုးပြောချင်တာ That's the right way to use AI ဒီလိုမျိုးတွေကမှဒါ AI ကိုမှန်မှန်ကန်ကန်အသုံးပြုရတဲ့နည်းလမ်းတွေပေါ့ So if you use it wisely ကိုကတကယ်ဉာဏ်အမြော်မြင်ရှိရှိသုံးနိုင်မယ်ဆိုရင် AI will work for you AI ကကိုယ့်အတွက်အလုပ်လုပ်ပေးလိမ့်မယ် not against you ကိုယ့်ကိုဆိုးကျိုးဖြစ်စေမှာမဟုတ်ဘဲနဲ့လေနော် Make it your personal mentor ကိုယ့်ရဲ့အနားမှာအမြဲတမ်းရှိပြီးတော့ကိုယ့်ကိုလမ်းပြပေးနေတဲ့ဆရာတစ်ယောက်လိုကိုမေးသမျှကိုဖြေပေးတဲ့သူတစ်ယောက်လိုမျိုးသုံးကြည့် and watch how much further you go ဆိုတော့ကိုယ်ဘယ်လောက်တောင်ကိုသိချင်တဲ့အလုံးကိုမြန်မြန်ဆန်ဆန်လွယ်လွယ်ကူကူသိပြီးတော့ကိုယ်အရေးချင်းတွေဘယ်လိုမျိုးနဲ့အချိန်အများကြီးနှစ်တွေအများကြီးမကြာဘဲနဲ့တစ်လချင်းတစ်ပတ်ချင်းမှာပဲသင်ယူလို့ရတယ်ဆိုတာကိုစဉ်းစားကြည့်ကြည့်ပေါ့ So ဒီနေ့မှာ I want to share you some do's and don'ts with AI and the first one is don'ts and copying answers without understanding ဒီတိုင်းအဖြေကိုနားမလည်ဘဲနဲ့ဒီတိုင်း သူကပေးလိုက်တဲ့အဖြေကိုလည်းနားမလည်ဘဲနဲ့ကူးလိုက်တာမျိုးကမလုပ်သင့်ဘူး Using AI to complete assignments without learning ဒီလိုမျိုးပေးလိုက်တဲ့အင်စာတွေကိုကိုယ်တိုင်သေချာ learning မလုပ်ဘဲနဲ့ AI ကိုအဖြေတွေပဲမေးတာမျိုးက weakens your thinking skills ကိုယ်အုံနောက်ရဲ့စဉ်းစားတွေးခေါ်နိုင်စွမ်းတွေကိုအားနည်းစေတယ် So the next one is relying on AI for decision making ဆိုတော့ဆုံးဖြတ်ချက်တွေချတဲ့နေရာမှာ AI ကိုအားကိုးတာဘယ်လိုမျိုးလဲဆိုရင် letting AI make choices for you ကိုယ်လုပ်ရမယ့်ရွေးချယ်မှုတွေကို AI ကိုရွေးချယ်ခိုင်းတာ instead of analyzing situations yourself ကိုယ်မှာလက်ရှိဖြစ်နေတဲ့အခြေအနေကိုကိုယ်တိုင်စဉ်းစားချင့်ချိန်ကျိုးကြောင်းဆင်ခြင်ပြီးတော့ရွေးချယ်တာမျိုးမဟုတ်ဘဲနဲ့ငါမှာဒီအခြေအနေရှိတယ်ဘာကိုရွေးချယ်ရမလဲဆိုပြီးတော့သူ့ကိုရွေးချယ်ခိုင်းတာလိုမျိုး အကယ်၍ကိုက confusing ဖြစ်နေရင်တောင်မှဒီလိုဖြစ်နေတဲ့အချိန်တွေအကုန်လုံးပြောပြီးတော့သူ့ရဲ့ suggestion တောင်းလို့ရတယ် and ပြီးရင်နောက်ဆုံး final decision ကိုတော့ကိုယ်ကိုယ်တိုင်ကပဲလုပ်သင့်တယ်ပေါ့ ဆိုတော့နောက်တစ်ခုကကျတော့ skipping critical thinking ဆိုတော့ဒါ critical thinking ဆိုတာကိုယ်အုံနောက်ကိုသုံးရမယ့်အလုပ်တွေကိုမလုပ်တာမျိုးရှောင်တာလိုမျိုး accepting AI's responses without questioning ဆိုတော့AI ကိုမေးခွန်းမေးလိုက်တယ်ကွယ် ဆိုတော့သူကပြန်ဖြေလာတာကိုဒီတိုင်းကြီးပဲလက်ခံလိုက်တယ် ကိုယ့်ဟာကိုယ်မစဉ်းစားတော့ဘူး or verifying the information သူကပေးလိုက်တဲ့ information တွေတကယ် up to date ဖြစ်ရဲ့လားမှန်ကန်ရဲ့လားကိုယ်မေးထားတဲ့မေးခွန်းနဲ့သူဖြေတာနဲ့ဆက်စပ်မှုရှိရဲ့လားဒီလိုမျိုးလေးတွေကိုကိုယ်ကသေချာစဉ်းစားပိုင်းဖြတ်ပြီးတော့လက်ခံတာမျိုးလုပ်သင့်တယ်ပေါ့ AI ကပေးလာတဲ့ response တွေကို and နောက်တစ်ခုကကြလဲusing AI to
write everything for you ဆိုတော့ writing များသောအားဖြင့်ဒီ avoid the effort or improving your own writing and creativity တော်တော်များများဒီစာပိုက်တွေရေးတဲ့အခါမှာပဲဖြစ်ဖြစ်ဒီစာကြောင်းလေးတွေလုပ်တဲ့အခါမှာပဲဖြစ်ဖြစ် AI ကိုပဲလွယ်လွယ်ကူကူသွားမေးလိုက်ကြတယ်ဆိုတော့အဲ့လိုမျိုးလုပ်တာကသူများကိုရေးခိုင်းတော့ကိုကဘာမှကိုအုံနောက်ကိုတုံးနေကြမလို့ဘူးတုံးနေကြမလို့မတုံးတဲ့အုံနောက်ကတုံးနေရပဲဆိုတော့ဒီအတွက်ကြောင့်ဒါ AI ကပဲ AI ကိုပဲတုံးဒီနေရာမှာ AI ကိုတုံးတာမတုံးသင့်တဲ့အရာတခုတည်းမှာပါတယ်။ and နောက်တစ်ခုကကျတော့ overusing AI for basic tasks ဒီလိုမျိုးdepending on AI for things that you should practice yourself ကိုယ်တိုင်လေ့ကျင့်သင့်တဲ့အရာတွေရှိတယ် example ဘယ်လိုမျိုးလဲဆို grammar practice လုပ်တာမျိုးတွေ spelling စလုံးပေါင်းတာမျိုးတွေ calculation လုပ်တာမျိုးတွေဒီလိုမျိုး basic ကလေးတွေကကိုယ်အုံနောက်ကများလုံးမှာဘယ်လိုလဲများတက်လာတာမျိုးဆိုတော့အရေးချင်းတွေအများကြီးရှိတယ်ဆိုတာမျိုးကအဲ့ဒီskills တခုကိုကများသုံးနေလို့ master ဖြစ်လာတာမျိုးဒီလိုမျိုး basic skills တွေကိုကိုယ်အုံနောက်ကိုမသုံးမဲနဲ့ကိုယ်တိုင်လေ့ကျင့်မှုမရှိဘဲနဲ့သူများကိုအရင် rely လုပ်တဲ့အခါကျရင်ကတကယ်ကိုယ့်စီမှာဘာအနှစ်သာရဘာအရေးချင်းမှမရှိတဲ့သူမျိုးဖြစ်နေလိမ့်မယ် and နောက်ထပ်တစ်ခုကကျတော့ဒီ ignoring privacy and security ဆိုလိုတာက sharing in personal and sensitive information with AI without knowing how it is used ကိုယ့်ရဲ့personal နဲ့ပတ်သက်လို့နည်းနည်း sensitive ဖြစ်တဲ့ information တွေကိုဒီ AI ကိုအကုန်လုံးပေးပြောပြီးတော့အရင် sharing လုပ်တာမျိုးဒါ AI ဆိုတာကကိုယ့်ဘက်ကနေမေးလိုက်တဲ့မေးခွန်းတွေအကုန်ကို research လုပ်တဲ့ topic တွေအကုန်လုံးကသူက record ယူထားတာပဲဆိုတော့ဒီလိုမျိုးတွေ over sharing လုပ်နေတာကလည်းကိုယ့်အတွက်မကောင်းတဲ့အရာတွေမှာပါတယ်နောက်တစ်ခုကကျတော့ procrastinating with AI ဒါကတစ်ခါတလေကြာရင်ဒါဆွရှိတယ်သတိမထားမိပဲနဲ့လုပ်မိတဲ့အရာတစ်ခုဖြစ်တယ်ဘယ်လိုမျိုးလဲဆိုရင် using AI generated distractions like endless summaries or unnecessary research ဒီလိုမျိုးanalysis or တကယ်ကိုလုပ်ရမယ် instead of focusing on real work ဆိုတာတချို့အပိုင်းနေဆိုရင်ကိုယ်တိုင်လုပ်ရမယ့်အရာရှိတယ်ဆိုတော့ထားပါတော့စာအုပ်တအုပ်ဖတ်မယ်ဆိုရင်ဒီစာအုပ်ထဲမှာပါတဲ့ဒီစာအုပ်နဲ့ပတ်သက်တဲ့ဘာအကြောင်းလဲဆိုပြီး overview လေးကိုကအရင်ဆုံး AI ကိုမေးကြည့်လိုက်တာမျိုးက yes is acceptable ဒါပေမဲ့ဒီစာအုပ်ထဲမှာဟိုတဲ့ပြီးရင်အဓိကပြီးဒီစာမှာပါတဲ့ key point တွေပါလေကို AI ကိုမေးလို့ရသေးတယ်ဒါပေမဲ့ဒီ question တွေဖြေတဲ့အချိန်မှာဆိုရင်ဒါကိုယ်ရဲ့အုံနောက်ကိုသုံးပြီးတော့တကယ်ကိုသိတဲ့အပိုင်းလေးရှိရပေါ့စာအုပ်တော့ဖတ်ရင်တော့မှလေနော်ဆိုတော့အဲ့လိုမျိုးတွေမဟုတ်ဘဲနဲ့ technique သူ့ကိုပဲသွားပြီးတော့သုံးပြီးတော့အကုန်လုံးဘယ်လိုရမလဲဘာမှတကယ်ကိုရေးရကိုလုပ်ရမယ့်အလုပ်တွေတခြားမလုပ်ဘဲနဲ့ဒီအလွယ်နီလမ်းမဲ့လိုက်ပြီးတော့ AI နဲ့ပဲအချိန်ဖြုံးနေတာမျိုးကလည်း that's not helpful for you the next one are using AI to cheat generating essay တွေရေးခိုင်းတာမျိုးတွေ report တွေရေးခိုင်းတာ exam answer တွေကိုသူစီကိုမေးတာမျိုးတွေ without personal effort integrity ဒါကိုယ်ပိုင်အကျိုးစားအထောက်အကူမရှိဘဲနဲ့အဲ့လိုမျိုးလုပ်တာတွေလည်းမလုပ်သင့်တဲ့အရာတွေမှာပါတယ်နောက်တစ်ခုကကျတော့ expecting AI to replace real learning မလို့တချို့တွေအခုတည်းကတွေးနေကြတယ် thinking AI alone can replace teacher AI ရှိရင်ရပြီဆရာတွေမလို့တော့ဘူး or mentors တွေ real world experience တွေဆိုတာမျိုးကအဲ့လိုမျိုးတွေးနေရင်လေဒါ AI ကကို learning လုပ်တဲ့နေရာမှာ assist လုပ်ပြီး tool တစ်ခုတော့ဟုတ်တယ်ဒါပေမဲ့တကယ် real world experience တွေဆရာတကယ် human to human in connection ရတဲ့ learning မျိုးကို AI ကကိုဘယ်လိုမလဲလူသားဆိုတာကဒီဘာလဲ personal emotional connection တွေလေးရှိတယ် and ပြီးရင်ဒီ real life experience ကဒီလိုမျိုး information နဲ့ theory တွေထိုင်သိနေုံနဲ့ဘာဆိုဘလို့မှမတူဘူးပေါ့တကယ်ဒါကြောင့်မလို့ဒါ AI ကAI ကိုသုံးပြီးတော့ပဲ skills တစ်ခုကိုလုံးဝ master ဖြစ်သွားဖို့ဆိုတာလေ is not a complete tool ပေါ့လုံးဝပြည့်စုံနေတဲ့အရာတော့မဟုတ်သေးဘူးဆိုလိုတာကAI should assist not replace ကို learning လုပ်တဲ့နေရာမှာဒါမှမဟုတ်ကိုအလုပ်တစ်ခုလုပ်တဲ့အခါမှာကိုကူညီတဲ့အရာတစ်ခုဖြစ်လို့ရတယ်ဒါပေမဲ့ကိုယ့်ရဲ့အရေးချင်းတွေကိုယ့်ရဲ့အုံနောက်တွေကိုအစားထိုးတဲ့အရာတစ်ခုတော့မဟုတ်ဘူး so if you let AI do all the thinking for you ကိုယ့်ရဲ့အုံနောက်ကနေသုံးရမယ့်အရာတွေကို AI ကိုလုပ်ခိုင်းလိုက်တယ်ဆိုရင် you're not getting smarter ကိုကပိုပြီးတော်လာတဲ့သူဖြစ်မှာမဟုတ်ဘူး you're just getting dependent သူများကိုပဲပို့ပြီးတော့ဘာလဲအရင်အကူနေတဲ့ပို့ပြီးမိခိုးတဲ့သူပြောက်ပဲဖြစ်လာမယ်ဆိုတော့မလုပ်တဲ့အရာ sharing လုပ်ပြီးပြသွားပြီဆိုတော့ what are the do's
ကိုလုတ်တဲ့ AI ငမမှန်ကန်ကဘလို့တုံးရမလဲဆိုတဲ့နီလန်းကကြတော့ပထမတစ်ခုက ask for explanations not just answer တခုခုမေကွန်းတစ်ခုပဲဖြစ်ဖြစ်ဒါမှမဟုတ်လဲကိုအကြောင်းအရာတစ်ခုကိုဖတ်လိုက်တယ်ဒီစာပိုက်ကြီးကိုနားမလည်နေဘူးဆိုရင် use AI to break down complex topics in simple terms ကိုဖတ်လိုက်တဲ့စာပိုက်ထဲမှာသုံးထားတဲ့စကားလုံးသုံးလုံးတွေအများကြီးနဲ့သူရေးထားတဲ့ structure တွေနားမလည်ဘူးဆိုရင်ဒါကို basic language နဲ့ပြန်ပြီးတော့ရှင်းပြပေးပါဆိုပြီးတော့ကိုကသူ့ကိုမေးလို့ရတယ်ဒါဒီလိုမျိုးသုံးတာကိုအတွက်အကျိုးရှိတယ်နောက်တစ်ခုကကျတော့ use AI for brainstorming ဆိုတော့ idea ကိုခေါင်းထဲမှာတစ်ခုခု essay ရမယ်ထားပါခေါင်းထဲမှာဘာမှမပေါ်လာဘူးဆိုရင်ငါဒီအကြောင်းရေးဖို့ရှိတယ်ဘယ် idea တွေဘယ်လိုရေးရမလဲဆိုပြီးတော့ဒီ essay တွေ project တွေ research တွေပတ်သက်လို့ idea တွေသူများတွေဘယ်လိုလုပ်ကြလဲဆိုပြီး inspiration အနေနဲ့ကိုကမေးလို့ရတယ်ဖတ်လို့ရတယ်အဲနောက်တစ်ခုကကျတော့ practice with AI ကိုက language တစ်ခုကိုလေ့လာတဲ့အခါမှာဆိုရင်ဒါကိုနဲ့ conversationပြန်လည်စကားပြောဖို့အတွက် debate တွေလုပ်ဖို့အတွက်ပြီးရင်ကိုလေးလာနေတဲ့အကြောင်းအရာနဲ့ပတ်သက်လို့ quiz လေးတွေ test လေးတွေလုပ်ဖို့အတွက်ကိုဖန်တီးပေးဖို့အတွက် AI ကိုအသုံးပြုလို့ရတယ်နောက်တစ်ခုကကျတော့ request alternative explanation so အကြောင်းအရာတစ်ခုကိုကိုနားမလဲမေးခွန်းနားမလဲတာဖြစ်ဖြစ်ကိုဖတ်နေတဲ့ခေါင်းစဉ်တစ်ခုနားမလဲတာဖြစ်ဖြစ်မနားမလဲဘူးဆိုရင် if you don't understand something နားမလဲဘူးဆိုရင် ask for different perspective ငါဒီသူတို့ကဒီလိုကြီးပြောထားတယ်ငါသူတို့ပြောတာနားမလဲဘူးသူတို့ကဘယ်ရှိတော့ကနေပြောလဲဘာသူတို့ဘာကိုယုံကြည်လို့ပြောတာလဲကိုဘယ်လိုရမလဲဆရာဘယ်လိုရမလဲစာရေးထားပါတော့ကွာတယောက်ယောက်နဲ့ဆွေးနွေးဖို့လိုနေဆရာပဲဖြစ်ဖြစ်တငယ်ချင်းနဲ့ပဲဖြစ်ဖြစ်ဒါပေမဲ့ဘေးနားမှာသူတို့တွေမရှိနိုင်တဲ့အချိန်ညရင် AI ကိုကိုကမေးလဲလို့ရတယ်ဒီလိုမျိုးလေးရှိတယ်အဲနောက်တစ်ခုကကျတော့ generate study plan ကို study လုပ်မယ်ငါဒီအကြောင်းအရာလေ့လာခြင်းနဲ့ဒီအကြောင်းအရာကိုသိချပါမယ်နဲ့နားလည်တာကငါ study ဘယ်လိုလုပ်ရမလဲဆိုပြီးတော့ you can let AI create structured learning schedule based on your goals ကိုကဘာလို့တက်ချင်လဲဆိုတော့ goal လေးတွေပြထားပြီးပြီသူက schedule ဆွဲပေးလို့ရတယ်အဲနောက်တစ်ခုက get feedback on your work ကို essay တစ်ခုရေးထားတယ်အဲ့ဒီ essay ရေးထားတယ်ဆိုရင် use AI to analyze your writing ကိုရေးထားတာကိုဒါသူ analyze လုပ်ခိုင်းလိုက် pronunciation စကားပြောရင်လည်းငါအခုနင်းနဲ့စကားပြောမယ်ငါ့ကို feedback ပေး or problem solving skills ကိုဘယ်လိုလဲ math တစ်ခုကို math problem တခုကို resolve လုပ်ထားတယ်အဲ့ဒါကိုဘာလဲလဲ test လုပ်တာမျိုးတွေသူ feedback ပြန်ပြီးတောင်းတာမျိုးတွေဒီလိုမျိုးလေးတွေကိုကလုပ်လို့ရတယ်အဲနောက်တစ်ခုကျတော့ summarize and simplify so have AI condense long article ဘယ်လိုကိုက research လုပ်ရတဲ့သူမျိုး thesis တွေ term paper တွေရေးတယ်ဆိုရင်အစားတွေအများကြီးအရှိကြီးတွေဖတ်ရကိုအရင်စိတ်ဝင်စားတဲ့အကြောင်းအရာမျိုးရှိဆိုရင်အဲ့ဒီအရှိကြီးတွေကိုကနည်းနည်းပို့ပြီးအဓိက overview လေးတွေပြီးရင် summary လေးတွေချုပ်ခိုင်းပြီးတော့တကယ် key point လေးတွေကိုယူပြီးထုတ်ခိုင်းလို့ရတယ်ဆိုတော့ဒါမလိုအပ်တဲ့အပိုင်းတွေကိုဖယ်ပြီးတော့ရင်ကိုလိုချင်တာပဲယူပြီးတော့ပြီးဆိုရင်ဒါကိုလောက်ရမယ့်လောက်ကိုလည်းပို့ပြီးတော့မြင်မြန်ဆန်ဆန်လွယ်လွယ်ကူကူဘယ်လိုရမလဲကိုယ့်ရဲ့အချိန်ရောအားရတက်တာလေကွယ်အဲနောက်တစ်ခုကကျတော့ explore new topics ခေါင်းစဉ်အသစ်တွေကိုခေါင်းထဲမှာစာဖတ်ရင်းနဲ့ကွာခေါင်းထဲမှာဟောအဲ့ဒီအကြောင်းငါသိချင်နေဆိုပြီးတော့ရှိနေပဲစာအုပ်တုံးကိုဘယ်လိုအပြင်မှာသွားပြီးရှာမယ်အစား AI ကိုချက်ချင်းတစ်ခါပဲငါ့ကိုဒီအကြောင်းပြပြပါဆိုပြီးတော့လေ you can ask AI to introduce to subjects ကိုသိချင်တဲ့အကြောင်းအရာကိုမေးလို့ရတယ် you never thought of learning before ကိုတစ်ခါမှမစဉ်းစားဘူးကွန်းအခုမှကိုသိရဲ့အကြောင်းအရာမျိုးကကိုသိချင်နေဆိုရင်သူ့လွယ်လွယ်ကူကူပဲမေးလိုက်လို့ရတယ်။နောက်တစ်ခုကျတော့ learn efficiently ကို learning လုပ်တဲ့အခါမှာဆိုရင် find the best resources books or courses recommended by AI ဆိုတော့ငါဟောတော့child psychology လေ့လာခြင်းနဲ့ child psychology နဲ့ပတ်သက်တဲ့ဘယ်လိုရမလဲအရင် popular ဖြစ်တဲ့အရင်ကောင်းတဲ့စာအုပ်တွေကိုငါ့ကို recommend လုပ်ပါဒါမှမဟုတ် course တွေရှင်းငါ့ကို recommend လုပ်ပါ free course တွေရှင်းလဲပေးပါဆိုပြီးတော့သူတောင်းလို့ရတယ်ဒီလိုမျိုးလေးတွေကအတွက် AI ကိုသုံးလို့ရတယ်နောက်တစ်ခုကကျတော့ optimize time management ဆိုတော့ AI ကိုဒီကိုလုပ်စရာ project တစ်ခုရှိရယ်အဲ့ဒီ project ကိုဘယ်ကနေစလုပ်ရမှာမသိထားပါတော့ essay ရေးရမယ်ဆိုတော့ essay ကိုရေးဖို့အတွက်ငါဘယ်ကနေစပြီးရေးရမလဲပြီးရင်ဘာတွေကအရေးကြီးဆုံးလဲဒီလိုမျိုးတွေ to do list လုပ်ခိုင်းတာမျိုးတွေ prioritize text တွေလုပ်ခိုင်းတာမျိုးတွေသူ့ကိုလုပ်ခိုင်းလို့ရတယ်ဆိုတော့ use AI to support your thinking ကိုယ့်ရဲ့ကိုယ်ပိုင် thinking ကိုအုံနောက်ရဲ့ကိုယ်ပိုင်ကိုအုံနောက်ကိုပို့ပြီးတော့အသုံးပြုဖို့အတွက်အသုံးပြုအောင်ကိုလေ့ကျင့်တဲ့နေရာမှာဘယ်လိုရမလဲကုညီအထောက်အကူဖြစ်စေဖို့အတွက်ပဲသုံးမှာ not replace ကိုအုံနောက်ကိုမသုံးဖို့အတွက်အဲ့လိုမျိုးဘယ်လိုမျိုးမလဲဘာလို့ကိုအုံနောက်ကိုမသုံးsorry ကိုအုံနောက်ကိုအစားမထိုးနေဖို့ကွယ် the right approach makes
AI your best tool for growth မှန်ကန်တဲ့နီလန်းကကြတော့ဒီ AI ကိုကိုယ့်ရဲ့တိုးတက်မှုအတွက်ဘယ်လိုရမလဲလက်နက်တစ်ခုအနေနဲ့သုံးတာပဲ instead of a shortcut that we can just get ကိုယ့်ရဲ့အရေးအချင်းတွေကိုအားနည်းစေတဲ့ဖြတ်လန်းနီလန်းတစ်ခုအနေနဲ့မဟုတ်ဘဲねပေါ့ဆိုတော့အခု sharing လုပ်ခဲ့တဲ့နီလန်းလေးတွေကတော့ဒီ AI ကိုမှန်မှန်ကန်ကန်ဘယ်လိုအသုံးပြုမလဲဆိုတဲ့အကြောင်းအရာလေးဖြစ်ပါတယ်ဆိုတော့ဗမာစကားလေးတွေနည်းနည်းချော်သွားတာလေးရှိတဲ့အတွက်ကြောင့်လည်း I'm really sorry ပါ I will see you in the next video bye bye